ဒီနေရာမှာကျွန်တော်ကလေး၃မျိုးအကြောင်းပြောပြချင်တယ်ပေါ့ဒါပါကျုပ်ဆရာတော်ဖရာကြီးလည်းဟောထားပါတယ်ပေါ့နော်ကလေး၃မျိုးကဘာလဲဆိုလို့ရှိရင်ပထမကလေးကဒါမိဘထက်နှိမ့်တဲ့ကလေးပေါ့မိဘထက်နှိမ့်တဲ့ကလေးမျိုးဆိုတာကမိဘတွေရဲ့အကြံဉာဏ်တွေလမ်းညွှန်မှုတွေအများကြီးလိုအပ်တယ်ပေါ့နော်မိဘကအမြဲတမ်းတွန်းနေရတဲ့ကလေးမျိုးပေါ့အဲ့ဒီကလေးတွေကြတော့သူကကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့အခက်အခဲရှိတတ်ကြတယ်ပေါ့ဒါကြောင့်မိဘပြောတာကိုလိုက်လို့ရတယ်မိဘကအမြဲတမ်းပြောနေရတဲ့ကလေးမျိုးပေါ့အတွေ့အကြုံနေသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်မိဘလှုပ်တဲ့နာကစိတ်ရှိရှိနဲ့အဲ့ဒီကလေးမျိုးကိုသင်ပေးရမယ်အပြစ်တင်ခြင်းထက်ကျွန်တော်တို့အားပေးတာတွေလုပ်ရမယ်အတွေ့အကြုံရစီမဲ့အခွင့်အရေးတွေကျွန်တော်တို့ဖန်တီးပေးဖို့လိုအပ်တယ်ပေါ့နော်အမှတ်နှစ်ကလေးမျိုးစားတော့မိဘနဲ့ကျွန်တော်တို့တူတဲ့ကလေးမျိုးပေါ့မိဘနဲ့တန်းတူတဲ့ကလေးမျိုးပေါ့ဒီကလေးတွေကဘာလဲဆိုလို့ရှိရင်မိဘနဲ့အပြန်အလှန်ဆွေးနွေးနိုင်တယ်အကြောင်းအရာတွေကိုအတူတကွာကျွန်တော်တို့စဉ်းစားနိုင်တယ်မိကုံးလေးတွေမေးတတ်တယ်သူတို့ရဲ့ကိုယ်ပိုင်အမြင်တွေရှိတယ်ဆွေးနွေးတိုင်ပင်ပြီးတော့ဆုံးဖြတ်ချက်တွေသူတို့ကိုယ်တိုင်ချနိုင်ကြတယ်အဲ့ဒီကလေးမျိုးဆိုလို့ရှိရင်မိဘတွေကသူတို့ရဲ့အယူအဆတွေကိုကျွန်တော်တို့လေးစားပေးရမယ်နောက်တစ်ခါအတူတကွာကျွန်တော်တို့ဆွေးနွေးပြီးတော့သင်ယူသင့်တယ်နောက်တစ်ခါတာဝန်ယူမှုတဖြည်းဖြည်းနဲ့သူတို့ကိုလွှဲအပ်ပေးသင့်တယ်ပေါ့ဒါကမိဘထက်သိပညာမြင့်တဲ့ကလေးတွေကဘယ်လိုလဲဆိုလို့ရှိရင်မိဘထက်ပုံမလင်းမြန်ပြီးတော့သူကသင်ယူနိုင်စွမ်းတီထွင်ဖန်တီးနိုင်စွမ်းပြဿနာဖြေရှင်းနိုင်စွမ်းတွေသူတို့ရရှိတယ်ပေါ့ဒီကုန်းနေမိတတ်တယ်တီထွင်ဖန်တီးမှုတော့ကပြဿနာဖြေရှင်းနိုင်စွမ်းနေကောင်းနေပေါ့လေနော်တခါတရံမိဘတွေမမြင်တတ်တဲ့ဒီအတွေးအမြင်တွေအကြံအဉာဏ်အသစ်တွေတော့မှသူတို့ကတင်ပြတတ်တယ်ပေါ့ဒါကြောင့်ဒီလိုကလေးမျိုးမိဘကဘယ်လိုကင်တွယ်ရမလဲဆိုလို့ရှိရင်နော်သူတို့ရဲ့မိကုန်းနေသူတို့ရဲ့အကြံဉာဏ်တွေကိုတားမထားတဲ့အားပေးတဲ့နဲ့နောက်တခါသူတို့သွားခြင်းနဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ဆရာသမားတွေရှိမှနီးနာခံယူပြီးတော့စာအုပ်တွေလက်တွေ့စမ်းသပ်မှုတွေပြိုင်ပွဲလိုမျိုးစိန်ခေါ်မှုအသစ်တွေနဲ့သူတို့ပေးပြီးတော့ပေးတဲ့နဲ့နောက်တစ်ခါငါကမိဘပဲကွာမင်းငါပြောတာပဲလုပ်ဆိုတာမျိုးသူတို့မကန့်သက်ထားပဲနဲ့တခါတလေသူတို့ရှီကလည်းပြန်ပြီးသင်ယူဖို့လိုအပ်တယ်ပေါ့ဒီနော်အရေးကြီးဆုံးချက်ကတော့ဒါကလေးတိုင်းကမတူညီတဲ့အရေးချင်းတွေစိတ်ဝင်စားမှုတွေဖွံ့ဖြိုးမှုနှုန်းတွေနဲ့ရှိကြတယ်ဒါကြောင့်မိဘထက်နှိမ့်နေတန်းညီတယ်မြင့်တာတွေဆိုတာထက်ကလေးတယောက်ချင်းစီရဲ့အားသာချက်တွေကိုရှာဖွေပြီးတော့မှန်ကန်တဲ့ပံ့ပိုးမှုတွေပေးနိုင်ဖို့ကတော့ပို့ပြီးတော့အရေးကြီးပါတယ်ဗျာ